Champions League qualifier ပွဲစဉ်တွေဖြစ်တဲ့ Fenerbahce နဲ့ Stan ပွဲစဉ်လေးကိုကျွန်တော်ဘက်ကနေပြီးတော့သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်လက်ရှိ TikTok account လေးကို message ပို့လိုက်ပါအဲ့ခါကျကျွန်တော်ဘယ်လိုဆောင်ရမလဲပြပြပေးထားပါတယ်ဗျဆိုတော့စလိုက်ရအောင်ကျွန်တော်ကတော့မြူပါဗျ Fenerbahce နဲ့ Stan ပြောမယ်ဆိုဒီနေ့တင်းရဲ့ကွာခြားချက်ကတော့တော်တော်များများတော့ဗျာတက်မလားဒီ Stan ရဲ့ကျွန်တော်ဒီခြေစွမ်းခြေစားပြောမယ်ဆိုရင်တော့ဒီ Stan လို့အသေးမျိုးอ่ะကြတော့ဗျာကျွန်တော်ဘက်ကဆိုရင်တော့ Champions League ပွဲစဉ်လာတဲ့ခါကျတော့ကြီးဖြစ်တယ်ဒါပေမဲ့လည်းပဲတီးတဲ့သူတို့ရဲ့ league ကသူခြေစွမ်းခြေစားတွေကိုကျွန်တော်အနေနဲ့တိကျမကြည့်ဖြစ်ဘူးဒါပေမဲ့အချက်လက်တွေကိုကျွန်တော်အနေနဲ့ကိုက်ကြည့်လိုက်တဲ့အခါမှာ Fenerbahce ကကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင် Fenerbahce ကသူတို့ရဲ့ဒီပြောမယ်ဆိုtricky league အရာသူတို့ရဲ့ကစားပုံကစားဟန်တွေကမာတယ်ကျွန်တော်မာကြောရဲ့အထက်မှာပါတယ်ကြင်တန်းရှိတယ်ဆိုတော့လက်ရှိမှာလည်း Fenerbahce အနေနဲ့သူတို့ရဲ့အင်ကွင်းတူရကီပရိသတ်တွေရဲ့အားပေးနှုန်းကလည်းတော်တော်လေးကြောက်ဖို့ကောင်းတဲ့အထက်မှာပါတယ်ပြီးတဲ့အခါမှာ Fenerbahce ရဲ့ဒီနှစ်ကျွန်တော်လူစင်ရင်တော်တော်လေးတောင်းပါတယ်ဒီပြောမယ်ဆိုရင်နီးပြတော့ကျွန်တော်တိတ်ကြိုက်တဲ့ထဲမှာမပါဘူးဆိုပေမဲ့လည်းပဲသူလီလက်ရှိတွေ့မဲ့အသင်းနဲ့ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်ပါတယ်တိုက်စစ်ပိုင်းမှာလည်းသူအနေနဲ့အာရင်ဖြည့်ထားတယ်နောက်တန်းမှာလည်းအာရင်ဖြည့်ထားတယ်ဗျနောက်တစ်ခုကျတော့သူတို့ရဲ့လီမှာဒီလိုမျိုး stand လို့ကျွန်တော်ဩစတြေးလျအသင်းကိုဗျာဒီလက်ခံပြီးတော့ကတ်ရမယ့်အနေအထားမှာဘယ်လိုပဲဖြစ်ဖြစ် Fenerbahce ဘက်ကနေပြီးအတားစီရသွားလိမ့်မယ်ကျွန်တော်အနေနဲ့ထင်ပါတယ်အများကြီးတော့ကျွန်တော်ကောင်းလုပ်ထားမျိုးမရှိပါဘူးကျွန်တော်ကပွဲစဉ်တစ်ပွဲကိုကျွန်တော်ရဲ့သုံးသက်ချက်အတိုင်းပဲကျွန်တော်သွားပါတယ်ပွဲစဉ်နိုင်အောင်တော့ကျွန်တော်သိရမလားဒီပွဲစဉ်ကိုဒီလိုသုံးသက်လို့နောက်ပွဲစဉ်ကိုလည်းဒီလိုမျိုးသုံးသက်လို့မရပါဘူးဒါတော့ကျွန်တော်ရဲ့ user ချက်ကိုပြောပြပေးတာပါကျွန်တော်တို့ Fenerbahce ကြိုက်ပါတယ်ခင်ဗျညီကိုအမြင်ဘယ်လိုရှိပါလဲ comment လေးမှာမှတ်ခဲ့ပေးပါကျေးဇူးများတင်ပါတယ်ဗျ